အားလုံးပဲမင်္ဂလာပါ FNMMA ရဲ့ YouTube channel ရနေပြီးတော့ကြိုးဆိုပါတယ်ဒီနေ့ကျွန်တော်ဆွေးနွေးသွားခြင်းတဲ့အကြောင်းအရာကဂျော့ရှော့ဗန်ရဲ့ဒီနီးပြတွေဖြစ်တဲ့ဒန်နီယယ်ပနီဒါတို့အုပ်စုကဂျော့ရှော့ဗန်အတွက်ညံကောင်းတဲ့အကွက်ရွှေ့မှုတစ်ခုပြုလုပ်ခဲ့သလားဆိုတဲ့အကြောင်းအရာတစ်ခုဆွေးနွေးသွားခြင်းတာဖြစ်ပါတယ်ဒီအကြောင်းအရာမဆွေးနွေးခင်ကျွန်တော်ကြိုပြောခြင်းတာတစ်ခုကဒီအတွေးကကျွန်တော်တယောက်တည်းရဲ့အတွေးသက်ဖြစ်ပါတယ်ဘယ်သတင်းဌာနဘသူရဲ့ပြောစကားဟူမှကိုကထားတာမဟုတ်လို့ 100% အမှန်လို့ယူဆလို့မရပါဘူးကျွန်တော်ရဲ့အတွေ့အကြုံပဲဖြစ်လို့မှားကောင်းမှားနိုင်ပါတယ်စကားတော့ဟိုရောက်ဒီရောက်မလာတော့မသိဘူးဒါပေမဲ့ကျွန်တော်တွေးမိတာပဲကျွန်တော်အရင်စပြောမယ်ဒီဂျော့ရှော့ဗန်တို့ပွဲကအရင်ဆုံးတည်ခဲ့တာဧပြီလထဲမှာကျင်းပမယ် UFC 327ပြိုင်ပွဲပေါ့လေဒီ UFC 327ပြိုင်ပွဲကဒီမီယာမီမှာပြုတ်လုံမှာပေါ့နော်မီယာမီမှာပြုတ်လုံမယ်ပြိုင်ပွဲဖြစ်တယ်ဒါပေမဲ့ဒီပွဲမှာဗန်ကဒိုင်ယာရပါတယ်ဆိုပြီးတော့နှုတ်ထွက်သွားလို့ဒီသူတို့ပြိုင်ပွဲကိုသူတို့ပွဲကို UFC 328ကိုရွှေ့လိုက်ရတယ်အကြောင်းကအဲ့ဒါကိုပြောချင်တာပေါ့နော်အဲ့တော့ဒီပြိုင်ပွဲက UFC 328ပြိုင်ပွဲကြီးကဘယ်မှာကျင်းပရလဲဆိုလို့ရှိရင်တော့အားလုံးလည်းသိတဲ့အတိုင်းပဲနယူးဂျာစီပြည်နယ်မှာကျင်းပတာဖြစ်ပါတယ်နယူးဂျာစီပြည်နယ်ရဲ့ဒီအားကစားအသလက်တစ်ကော်မရှင်တွေရဲ့ဒီပြဋ္ဌာန်းထားတဲ့ဥပဒေတွေကဒါအိုးစကူးတွေပေါ့နော် rules အသစ်မချင်းရသေးဘူးပြောချင်တဲ့အကြောင်းအရာကဗျာဒီသူတို့နေမှာကျင်းပရဲဆိုလို့ရှိရင်သူတို့ပြည်နယ်ရဲ့ဒီ athletic commission ကပြဋ္ဌာန်းထားတဲ့ဥပဒေတွေကိုပြိုင်ပွဲလာကျင်းပတဲ့အဖွဲ့အစည်းတွေကလိုက်နာရတယ်။အဲ့ဒီခါမှာသူတို့ကဒီအရင်စီမင်းအသစ်တွေကိုပြန်မသုံးသေးတဲ့အတွက်ကြောင့် စီမင်းအသစ်တွေကိုမသုံးသေးတဲ့အတွက်ကြောင့်မလို့စီမင်းအဟောင်းနေနဲ့ပဲကစားရတယ်။သူတို့ပြဋ္ဌာန်းထားတဲ့စီမင်းအသစ်နဲ့အဟောင်းကြားမှာဘာကွာတယ်လဲဆိုလို့ရှိရင်စီမင်းအသစ်မှာကဒီ ground game ကိုရောက်နေတဲ့ပြိုင်ဘက်ကိုဒီအပေါ်စီးကခွထားတဲ့သူကတထောင်နဲ့ရိုက်လို့ရတယ်တွဲတူစစ်အဲဘိုးလို့ခေါ်တယ်တထောင်နဲ့ရိုက်လို့ရတယ်စီမီအဟောင်းမှာကကြတော့တွဲတူစစ်အဲဘိုးလို့ခေါ်တယ်တထောင်နဲ့ရိုက်လို့မရပါဘူးဒီမှာသွားပြီးတော့ဆက်ဆက်မိတဲ့အကြောင်းအရာကUFC 327ကစားတဲ့မီယာမီကတထောင်နဲ့ရိုက်လို့ရတဲ့စီမီအသစ်နဲ့ကစားရတယ်UFC 328ပြိုင်ပွဲကျင်းပတဲ့ဒီနယူးဂျာစီကကြတော့တထောင်နဲ့ရိုက်လို့မရဘူးဆိုတဲ့စီမီနဲ့ကစားရတယ်ဒီမှာဗန်ကအားသာချက်ကြီးကြီးမားမားရသွားတယ်တက်ဆိုလိုတိုင်းတာအနေနဲ့ဒီ ground game မှာဗန်ကို ground control လုပ်ထားသည့်တိုင်အောင်သူအားသာတဲ့တွဲတူစစ်အဲဘိုးတွေသုံးခွင့်မရခဲ့ဘူးဒီအချက်ကတိုင်းတာအတွက်အနှဲငယ်ထိခိုက်နစ်နာမှုရှိခဲ့တယ်လို့ဗန်အတွက်တော့တော်တော်လေးအထိနာမှုကနေပြီးတော့ကင်းသွားစေခဲ့တယ်ပေါ့နော်ဒီနေရာမှာသာအဲ့ဒီစီမင်းအဟောင်းမဟုတ်ဘဲနဲ့စီမင်းအသစ်နဲ့သာဆိုလို့ရှိရင်သူအားသာတဲ့ဒရောင်ရက်ချက်တွေကိုအပေါ်ကနေခွပြီးတော့ရိုက်မှာပဲဒါဆိုရင်ဗန်လည်းအနည်းနဲ့အများတော့ရုန်းကန်ရနိုင်တယ်ဒီမှာတော့စီမင်းအဟောင်းနဲ့ကစားသွားတဲ့အတွက်ဗန်အနေနဲ့လောက်ရကန်ရတာလည်းပိုလွယ်သွားတယ်လို့စစ်အေးလက်အေး ground game ကနေပြန်ပြီးတော့ထခွင့်ရှိသွားပါတယ်ဒါကိုကျွန်တော်စဉ်းစားမိခြင်းအဖြစ်ဒီဒန်နီယယ်ပနီဒါတို့အုပ်စုကဂျော့ရှော့ဗန်ကိုဒီလိုမျိုးအကွက်တွေကြိုးမြင်ထားလို့မြန်ဒဏ်ရာအကြောင်းပြပြီးတော့ဒီ UFC 328စီမင်းအဟောင်းနဲ့ကစားမဲ့နယူးဂျာစီကပွဲကိုရွှေ့ခိုင်းလိုက်လေသလားပေါ့လေဒါဖြစ်နိုင်မှုရာခိုင်နှုန်းတော့နည်းပါတယ်ဒါကျွန်တော်ကဒီလိုများဖြစ်သွားမလားဆိုပြီးတော့အញ្ញံကောင်းကြည့်ရပါတော့တကယ်ဒဏ်ရာရပြီးတော့နှုတ်ထွက်ရတာကပိုပြီးရာခိုင်နှုန်းများပါလိမ့်မယ်ဒါတော့ကျွန်တော်တူတယောက်တည်းရဲ့ဒီရှောက်တွေးတဲ့ပောက်ကရအတွေးဖြစ်ဖို့ကပိုပြီးတော့များပါတယ်တကယ်သာဗန်အနေနဲ့ UFC 327မှာကစားရမယ်ဆိုလို့ရှိရင်တော့ဒီစီမင်းအသစ်နဲ့ကစားရတဲ့အတွက်တရောင်ရိုက်ချက်ကိုခွင့်ပြုရမယ်ဒီနယူးဂျာစီမှာကစားတဲ့ပွဲမှာကျတော့စီမင်းအဟောင်းနဲ့ကစားတဲ့အတွက်တွဲတူစစ်အဲဘိုရိုက်ချက်တွေကိုဒီအဖွဲ့အစည်းနဲ့ Athletic Commission အော်တိုဘန်ထားတဲ့အတွက်ဗန်အနေနဲ့ဘာမှဒီအားထုတ်စရာမလိုဘဲနဲ့ဒီဟာကိုကာကွယ်ပြီးသားဖြစ်သွားပါတယ်ဒီချက်ကတော်တော်လေးအားသာချက်ရသွားစီတာမလို့ဒီဂျော့ရှော့ဗန်တို့နီးပြအဖွဲ့တွေကညံကောင်းလိုက်လေသလားဆိုပြီးတော့တွေးမိခြင်းဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုးအားထောင်ပေးတဲ့အတွက်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါဦးမယ်